ကျွန်တော်တို့ Google Map အသုံးပြုလိုက်တဲ့အခါတည်နေရာအတိအကျကိုဘယ်လိုလုပ်သိနေရတာလဲဆိုတဲ့အကြောင်းကိုတစ်ခါလေးတွေးဖို့ကြမှာပါ Global Positioning System လို့ခေါ်တဲ့ GPS ဆိုတဲ့စကားလုံးအပြင် Satellite တွေနဲ့ပတ်သက်နေတာဆိုတာကိုတော့ထိုက်လျောက်တော့ကြားဖို့ကြမယ်လို့ထင်ပါတယ်တကယ်လက်တွေ့မှာတော့ကျွန်တော်တို့ GPS တစ်ခါထောက်လိုက်တဲ့အခါမှာဂျိုတို့၄လုံးထိကိုလိုအပ်ပါတယ်ဂျိုတို့တွေကကမ္ဘာမြေပြင်ထက်မီတာ2000ဝန်းကျင်လောက်မှာပြန်တန်းနေကြတာပဲဖြစ်ပါတယ်နောက်ပြီးတော့ Radio Signal အချက်ပြလိုင်းတွေကိုလည်းထုတ်လုပ်နေကြပါသေးတယ်ဒီလှိုင်းတွေမှာလှိုင်းစတင်ပေးပို့လိုက်တဲ့အချိန်အတိအကျနဲ့ဂျိုဒူရောက်ရှိနေတဲ့ coordinate အတိအကျအချက်လက်တွေအားလုံးပါဝင်ပါတယ်။ဒီအချက်လက်တွေကိုကျွန်တော်တို့ဖုန်းမှာပါရှိတဲ့ GPS နဲ့ကဖမ်းယူလိုက်ပြီးတော့ဂျိုဒူကနေဖုန်းကိုရောက်ရှိလာတဲ့ကြာချိန်ကိုတွက်ထုတ်လိုက်ပါတယ်။ဒီတွက်ထုတ်လို့ရရှိလာတဲ့ကြာချိန်ကိုကျွန်တော်တို့ဂျိုဒူနဲ့ဖုန်းကြားမှာရှိတဲ့အကွာအဝေးဖြစ်နောက်တစ်ကြိမ်တင်ချာနည်းနဲ့ပြန်လည်တွက်ထုတ်ပေးလိုက်ပါတယ်။ဒီလိုနည်းနဲ့ကျွန်တော်တို့ရောက်ရှိနေတဲ့တည်နေရာကိုအနည်းဆုံးခံမှန်းနိုင်ပြီပဲဖြစ်ပါတယ်။ဒါဟာလည်းလုံးဝမတိကျသေးတာကြောင့်နောက်ထပ်ဂျိုဒိုတစ်လုံးရဲ့အကူအညီကိုလိုအပ်မှာပဲဖြစ်ပါတယ်။ဒုတိယဂျိုဒိုကလည်းပေါ်က process တွေတိုင်းပြုလုပ်လိုက်တဲ့အခါမှာငကိုကတဲ့ပုံမှန်နီးကပ်တဲ့တင်နေရာကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။မြင်သာအောင်ပြောမယ်ဆိုရင်စက်ဝိုင်းကြီးကြီးကနေသေးငယ်တဲ့စက်ဝိုင်းလေးဖြစ်ပြောင်းလဲသွားတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ဒီလိုနည်းနဲ့တတိယနဲ့စတုဒ္ဓဂျိုဒိုတွေကိုလည်းအပေါ်ကနီလန်းတွေနဲ့ပြုလုပ်လိုက်တဲ့အခါမှာတော့လူကြီးမင်းကောင်မလေးနဲ့ဒိတ်နေတဲ့နေရာအတိအကျကိုရရှိနိုင်ပြီပဲဖြစ်ပါတယ်။ I got you, homie. ဒီ process တွေအကုန်လုံးကိုအလွန်တိကျပြီးမြန်ဆန်တဲ့နည်းပညာတွေပေါ်မှာအခြေခံထားရပါတယ်။ဘာကြောင့်လဲဆိုတော့တွက်ချက်မှုတိုင်းမှာမီလီစက္ကန့်လေးတစ်ခုလွဲမှားသွားရင်တော့မှမူရင်းရှိနေတဲ့တည်နေရာနဲ့မီတာ300လောက်ထိဝေးကွာသွားနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်လဲလူသမိုင်းတစ်လျှောက်တည်ထွင်ဖူးသမျှထဲမှာအတိအကျဆုံးလို့ပြောလို့ရမယ် atomic clock နိုင်တွေကိုဂျိုရုတွေမှာအသုံးပြုနေကြရတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ဒီနိုင်တွေကြောင့်ပဲကျွန်တော်တို့ဘယ်အချိန်မှ GPS ထောက်ချိန်နေရာအတိအကျကိုသိရှိနေရတာပဲဖြစ်ပါတယ်။ငယ်တုန်းကအသင်္ချာချိန်တွေမှာဘယ်မှသုံးလို့မရတဲ့တွန်နည်းတွေကိုဘာလို့သင်နေရတာလဲလို့အမြင်တွေးမှုပါတယ်။တကယ်လက်တွေ့မှာတော့သင်္ချာပညာရက်တာမတိုးတက်လာခဲ့ဘူးဆိုရင်ကျွန်တော်တို့ social media မှာတနေရာကနေတနေရာအာတက်ချောင်နေသလိုမျိုးအာချောင်နိုင်တော့မှာမဟုတ်ပါဘူး။တကယ်လို့အာချောင်ခြင်းနဲ့ဆိုရင်တော့မှကိုရီးယားတစ်ဆင့်စာပို့ပြီးပဲအာချောင်နိုင်မှာပဲဖြစ်ပါတယ်။တော်တော်ကိုကြာလိုက်တဲ့ reply တွေလိုပဲတွေးမိပါတယ်။အခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။သဘောကျရဆိုရင် like and follow လည်းလုပ်သွားပေးနိုင်ပါတယ်ခင်ဗျာ။